ကျွန်တော်ဒီနေ့ဘာပြောပြပေးမလဲဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီလက်ရှိဒီနိုင်ငံမှာပေါ့နော်ဒီကျွန်တော်လူငယ်တွေပေါ့လေနော်လူငယ်တွေထွက်ပေါက်ကကျွန်တော်ဒီတစ်ပေါက်တည်းဖြစ်နေတာပေါ့နော်တင်မောသားဆိုတဲ့ထွက်ပေါက်တော့ပဲရှိနေတာပေါ့နော်အလောက်ကန်ကလေကိုယ်နိုင်ငံထဲမှာလုံးမယ်ဆိုလဲအလောက်ကန်ရတဲ့လစာနဲ့ပြီးတော့ရှိတဲ့ကုန်စည်နှုန်းတွေက balance မဖြစ်ဘူးပေါ့နော်ရှားကိုရီးယားတို့ဂျပန်တို့လည်းပိတ်ထားတယ်ပေါ့ပြီးတော့ထိုင်းကိုသွားမယ်ဆိုလည်းအရန်ကြီးတော့လွယ်ကူမနေဘူးပေါ့လေနော်လွယ်ကူမနေဘူးဆိုတော့တခြားပတ်စံရှိရတဲ့သူတွေကတော့ဗျာပတ်စံသိန်း100 200 300 400ရင်းနေတဲ့သူကတော့နိုင်ငံခြားမှာကြောင်းတက်ဖို့ပတ်စံရှိလို့တော့ကြောင်းတက်ဖို့အတွက်ဒါနိုင်ငံခြားထွက်ဖို့လုပ်ကြတာပေါ့လေနော်ကျွန်တော်တို့ဒီခုနကပဲဒီအလူလက်တန်းစားနဲ့ခြားဒီတာမန်လူရန်စားကတော့ဒီနိုင်ငံထွက်ဖို့ကဒီတလန်းပဲရှိတာပါလေနော်ဒီတလန်းပဲရှိရပေါ့နော်ကျွန်တော်ဒီလက်ရှိအခွင့်အလမ်းတွေကအရန်နဲနေတယ်ပေါ့နော်နဲဆိုတာလဲနဲသလောက်ကိုဖြစ်နေတာပေါ့နော်အဲ့လိုဆိုတော့ဒီဘက်ကိုပြုံတိုးကြတာပေါ့နော်တင်မောသားဘက်ကိုပြုံတိုးကြတယ်ပေါ့နော်ဘာကြောင့်ဖြစ်တယ်ဆိုတာလဲဒါကျွန်တော်ပြောလဲသိပါတယ်အားလုံးအဲ့တော့ကျွန်တော်ကဒီအခြေအနေမှာကျွန်တော်ကအကောင်းဆုံး surprise လုပ်ရမှာပေါ့ surprise လုပ်ပြီးတော့ရှင်သန်ရမှာပေါ့လေနော်ရှင်သန်ရမယ်ဆိုတော့ဒီ live ကိုတိုးတယ်ပေါ့နော်တင်မောသားလောက်ကြတယ်တင်မောသားလောက်တဲ့သူတိုင်းတင်မောသားမဖြစ်ဘူးပေါ့နော်မဖြစ်သွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ company တစ်ခုကပေါ့နော်တင်မောသားကိုတင်မောသားလောက်တယ်ပေါ့နော်တင်မောသားလောက်မယ်ဥပမာဓာတ်ရဲ့ engine ကဲလီရေပေါ့သုံးခုရှိတယ်သုံးမှာကိုဘာယူရလဲပေါ့တက်လာ engine လားကဲလီလားပေါ့နော် massman လောက်မှာလားစသဖြင့် massman ပေါ့နော်လောက်မှာလားအဲ့ဆိုရင်ဒီ company ကကိုဖောင်တင်တယ်ပေါ့နော်ဒါအသိရှင်တစ်မျိုးပေါ့လေဒါထားလိုက်တော့အသိရှိရဲ့လူအသိရှိရဲ့မိတ်ဆွေရှိတဲ့ဥပမာ company နဲ့ရင်းနှီးတယ်အဲ့လိုဒီမိသားစုတွေကသူတွေကျွန်တော်ထည့်မပြောတော့ပေါ့နော်ရိုင်းတာမှန်အပြင်ကလူတွေဆိုအပြင်ကသူတွေပေါ့နော်ကျွန်တော်အသိမိတ်ဆွေမရှိတဲ့လူတွေနဲတဲ့သူတွေပေါ့လေနော်အဲ့လိုဆိုဘလို့စူးစမ်းမလဲဆိုတဲ့ဟာမျိုးပေါ့လေဆိုတော့ကျွန်တော်ဘောလုံးတသိန်းလို့ပေါ့လေနော်ဘောလုံးကန်တယ်ပေါ့ဘောလုံးပဲလူရွေးပဲတစ်ခုလူပဲစဉ်းစားလိုက်ပေါ့နော်မင်းဘာလုပ်တက်လဲပေါ့နော်ဘာမင်းဘယ်နေရာကစားတက်လဲပေါ့နောက်တန်းဆော့တက်တာလားနောက်တန်းဆော့တက်တာလားဒါမှမဟုတ်အလဲတက်လားဒါမှမဟုတ်တောင်ပန်လားတိုက်စစ်လားပေါ့နော်မင်းကဘောစကိတ်ကောင်းတာလားအထိန်းသိမ်းကောင်းတာလားဖြတ်ထုတ်တာကောင်းတာလားအလိန်ခောက်ရတာလားအပြေးတန်တာလားနော်ကိုသိန်းကောင်းတာလားဘောဘလို့ပေါ့နော်အဲ့တော့နော်အဲ့လိုမျိုးပေါ့ကိုသမားဆိုလေဟုတ်ကိုဖန်မင်းကိုဖန်ကောင်းတာလားဘလို့ဘောတွေပိုင်နေပေါ့နော်အောက်ဘောပိုင်တာတောင်အပေါ်ဘောပိုင်တာလားဒါမှမဟုတ်ဒီခုနကပဲ long pass တွေကောင်းတာလားဆိုတဲ့ဟာမျိုးပေါ့လေကိုမှဘလို့ skill မျိုးရှိတယ်ဆိုတဲ့ဟာမျိုးကအရေးကြီးတယ်ပေါ့နော်ဘလို့ skill မျိုးရှိတယ်ပေါ့နော်ကိုမှကိုလူတယောက်ရွေးချယ်မယ်ဆိုရင်ဘာကြောင့်ရွေးချယ်တယ်လဲမင်းတို့ဘာကြောင့်ရွေးချယ်တယ်လဲဆိုတဲ့ဟာမျိုးကိုမှချပြနိုင်တဲ့အရေးချင်းရှိရမှာပေါ့နော်ရှိရမှာပေါ့အဓိကအဲ့ဒါပေါ့နော်လူများကျွန်တော်ဒါအကြံပေးတာဆရာကြီးလုံးနေလည်းမဟုတ်ဘူးပေါ့နော်ဒါကျွန်တော်အကြံပေးတာလူများဆရာအောင်သိန်းပြောတဲ့စကားလို့ပေါ့နော်လူများမှာထီထိုးလို့ထီပေါက်နေလူများကားတိုက်ခင်လည်းငါလည်းကားတိုက်ခင်လည်းမတွေးဘူးပေါ့နော်အဲ့လိုမျိုးပေါ့ကောင်းတာပဲတွေးရမကောင်းတဲ့ဟာကိုလည်းကိုယ်တွေးတဲ့ကပဲအမှတင်မောသားလုပ်တယ်တင်မောသားဖြစ်သွားတယ်ဒါပေမဲ့တင်မောသားမဖြစ်ဘဲတဲ့လူတွေရောမဖြစ်တဲ့လူတွေအများကြီးရှိတယ်ဒါကြီးလည်းထည့်တွက်ကမယ်ပေါ့နော်အဲ့တော့ဒီခုနပြောရပေါ့နော်တင်မောသားမင်းတင်မောသားလုပ်ပဲဆိုမင်းဘာကြောင့်ရွေးချယ်မယ်မင်းဘာလို့ရွေးချယ်နေရှိတယ်ဆိုတဲ့ဟာမျိုးဒါမျိုးပေါ့နော်ဒါမျိုးတော့ခုမှအဲ့နဲ့ပတ်သက်တဲ့အရေးချင်းနေရှိဖို့တော့လိုတာပေါ့နော်ဆိုတော့ဘာကြောင့်ကျွန်တော်ဒါကိုပြောလဲဆိုတော့ကျွန်တော်တို့ကအခုခေတ်ကငွေကြီးကဖောင်းပွားတယ်ပြီးတော့ငွေကအရန်ဟိုပေါ့နော်ဒီမရှိတဲ့သူကအရန်ရှားတယ်ဒီရှားတဲ့ကြားထဲမှာကျွန်တော်တို့ကဒီဟာကိုဒီအခြေအနေကိုဒီတင်မောသားဖြုတ်တယ်လောက်ရတာဆိုတော့ရင်းနှီးလိုက်တာအချိန်ကတစ်နှစ်နှစ်နှစ်အဲ့လောက်နီးပါးကိုကျွန်တော်ကအရင်ဆုံးရင်းနှီးရချိန်ကုန်တယ်ငွေကုန်တယ်ပေါ့နော်အဲ့ပေါ်မှာကိုရီးယားအများကြီးပေးဆက်ပြီးမှလောက်ရတာအဲ့တော့ဒီဥမာမိဘလုပ်ပြီးတယ်ဖေမေကရှာပြီးတော့လုပ်ပြီးတယ်ပေါ့နော်ရှိရလေးနဲ့ချို့ဆိုရင်ရှိရလေးနဲ့အင်္ဂလိပ်လေးနဲ့ပေါ့ကျွန်တော်ဆိုလဲဥမာဗျာရိုက်သင်းမောထွက်တော့ရိုက်ကြီး324သိန်းပေါ့နော်တိုက်ချီရတာပဲအကုန်ပေးခဲ့ရတာပေါ့နော်အကုန်လုံးအကြည်ပေးခဲ့တယ်ဒါပေမဲ့ထားခဲ့လို့ရပါတယ်ဒါပေမဲ့ကျွန်တော်အကုန်ကြည်ပေးပြီးတော့သွားတာဆိုတော့ဒီလောက်ဟိုပေါ့နော်ဒီကိုပြုံတိုးတယ်ပေါ့နော်ကျွန်တော်ဒီထွက်ပေါက်ပဲရှိတော့ဒီကိုပြုံတိုးရတယ်ပြုံတိုးတဲ့အခါမှာလူတွေအများကြီးဗျာတဲ့အဲ့အများကြီးတဲ့မှာငါ့ကိုဘာကြောင့်ရွေးရမလဲရွေးရမယ်ဆိုတဲ့
ဟာမျိုးပေါ့နော်မင်းကိုရွေးတင်အဲ့ရွေးတင်အောင်ကိုမဘာရှိဖို့လိုအပ်လဲဆိုတဲ့ဟာမျိုးကိုယ်တိုင်စူးစမ်းမှရဥမာဓာတ်ကိုရွေးတယ်ပေါ့ဓာတ်ကိုရွေးရတဲ့သူကြောင့်မင်းကိုဘာကြောင့်ရွေးရမလဲပေါ့နော်ဟုတ်တယ်ငါဒါခုနကပြောဒီ technique ပတ်သက်တဲ့ job တွေပြီးတော့ဒီEnglish တွေပေါ့နော်ပတ်တိနေတယ်ပြောဆိုဆက်ဆံတတ်တယ်ဆိုရင်တော့သိကြတယ်ဒါရွေးမှာဟုတ်နော်အဲ့ပေါ့နော်ကျွန်တော်ဆို mathman ဗျာ mathman မင်းဘာကြောင့်ယူမလဲဆိုရင်ကျွန်တော်တို့ဟုတ်တယ်ငါဟင်းချက်တတ်တယ်ချက်တဲ့ပြုတ်တတ်တယ်နော်အိမ်မှာလည်းငါချက်တယ်ကျွန်တော် interview အဲ့လိုပဲ interview အဲ့လိုပဲမေးတယ်မင်းပါငါဟင်းချက်တော့ဝင်လာပါငါစာဖတ်တာနဲ့ဟင်းချက်တာငါဝင်လာပါတယ်ငါအိမ်မှာဆိုလဲငါဟင်းချက်တယ်ငါအိမ်ကလူတွေငါချက်ကျွေးတယ်ဒါမျိုးတွေပေါ့နော်အဲ့တော့ကိုလည်း communicate ကိုပြောတော့လဲသူနားလဲရမယ်သူပြောတယ်ကိုနားလဲရမယ်အဲ့ skill လဲလို့အဲ့တော့ကိုရွေးချယ်ဖို့အတွက်အခုတော့ရှိမှရအများရှိတယ်ပူကောင်းတယ်အများရှိတယ်ပူကောင်းတယ် skill အများရှိတယ်မျိုးရွေးမှာပဲဒါမျိုးပေါ့လေဆိုတော့အများကြီးထဲမှာအများကြီးဒီကျွန်တော်ပြောချင်တာကျွန်တော်လာမေးကြတယ်ပါကိုကျွန်တော်ကအချိန်ပေးလောက်ရမှာကျွန်တော်ဒီလိုဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဒီပုံမှာပတ်စံနေကုန်ကြခံပြီးလောက်ရမှာဆိုတော့အဲ့တော့ဒီလိုလုံးမယ်ဆိုရင်လုပ်ဖို့အတွက်ဒီတင်မောသားလိုက်ပွဲလေးလာမယ်လေးလာပြီးတော့ကိုလိုရတဲ့ဟာကိုမဖြည့်တာဒါမျိုးပေါ့နော်အဲ့တော့မှကိုရွေးမှာပေါ့နော်ဒါခုနအတိရှိတဲ့လူအတိမိတ်ဆွေတငယ်ချင်းအတိရှိတဲ့လူမိတ်ဆွေတွေမှာရင်းနှီးရုံးနဲ့ရင်းနှီးတာတော့ပါတော့အဲ့မှာတင်မောသားမိသားစုရဆိုတော့ဒါအထက်မှာပြောပေါ့နော်ဒီတာမန်ဇိန်းတာမန်အတိမရှိဘူးဗျာကျွန်တော်တို့အတိမရှိတဲ့လူဒီ live တွေကဒီထဲကိုဝင်မယ်ဆိုရင်နော်ကိုရွေးချင်လောက်အောင်တော့တခုရှိမှရမယ်ပေါ့နော်ဒါကကျွန်တော်ကအကြံပေးတာပေါ့နော်ဒါဘာဖြစ်လို့ဆိုတော့ဒီဘက်မှာအပြုံတိုးတဲ့လူတွေထဲမှာကိုရွေးနိုင်လောက်တဲ့ကိုရွေးချင်လောက်တဲ့အကြောင်းကတော့ရှိအောင်ကိုကလုံးမရမှာပေါ့နော်ဒါကိုလူသစ်ညီကိုတွေအတွက်ဒါကျွန်တော်အကြံပေးရပါနည်းနည်းလေးရှေ့ဝါးရပေါ့နော်ဗီဒီယိုက thank you ပါ bye bye